ရှင်အခုမိုးမိုးမိတ်ဆက်ပေးမယ်ဒီမြေကွက်ကလေးကကြတော့300ပါရှင်ပေ40 60ပါရှင်ဒါကတော့နောင်ကားကျွေးရွာအုပ်စုညောင်ဝိုင်းရွာမြေစစ်ကလေးပါရှင်ဒါလေးကတော့လူနေအိမ်နေနဲ့လည်းနီးပါတယ်ကြောက်တလုံးလမ်းမကြီးနဲ့ဆိုရင်6ကွက်ပဲငုတ်ပါတယ်ရှင်ဒါလေးဆိုလို့ရှင်လည်းအရှိမျက်နှာစာကိုလိုချင်လဲရပါတယ်ရှင်ကိုကြိုက်တဲ့မျက်နှာစာလေးကိုရွေးလို့ရတယ်ဒါလေးဆိုလဲခြံခက်ပြီးသားလေးပါရှင်ဒါလေးကိုစိတ်ဝင်စားရဲဆိုလို့ရှင်လည်းဒါရှင်မိုမိုရဲ့ Viber နံပါတ်0894164443ပါလေလာရောက်မေးမြန်းလို့ရပါတယ်เนาะလိုက်ကြည့်ချင်တယ်ဆိုလို့ရှင်လည်းမိုမိုတို့ပို့ပေးပါတယ်ရှင်ဒီမှာမြေကွက်လေးလည်းအရန်လာပါတယ်မြေလေးလည်းအရန်ပြန့်ပါတယ်ရှင်ခြံလေးလည်းခက်ပြီးသားပါเนาะလူနေအိမ်နေနဲ့လည်းအရန်နီးပါတယ်မီးလည်းရရည်လည်းရပါရှင်စိတ်ဝင်စားရင်လာရောက်ပြီးတော့မိုမိုနာမှာပုံဆက်ပြီးတော့မေးလို့လည်းရပါတယ်ရှင်စိတ်ချယုံကြည်စွာနဲ့လည်းအားပေးလို့ရပါတယ်အမျိုးရဲ့ရိုးရအလှပမြရဲ့လက်ဖက်တော်ရမလက်ဖက်ခူးတဲ့ပြိုဖြူတွေမြနဲ့ပြောပါစေမဲ့ကျွန်တော်မျိုးရှာအမျိုးရဲ့ဘဝဝဲအော်ရှမ်းပဲပုတ်လို့ခေါ်ချင်ခေါ်ပါစေဒါကိုပြမယူနိုင်ပါဘူးလေတကယ်ရှိုးရှာအမျိုးရဲ့ဒီမြဲတဲ့ရိုးရကျွန်တော်ဟာနေရှမ်းပဲ